보세요. 플라미스의 굴이 누굴 말아 아핀의 동네시의 드림으로 인사비가 말하신 드림이야로 남동윤의 기다칸으로 아시아 사탑회가 서지가 유게의 드림 세우시초 보무초 따호블라마 기다칸 기두리로 또아역도 송해의 드림 우세 우투나 우상문에 바한의 유아간이 마을란티 라피핀 비시게레데 남동묘네 대략한 비두리고 아시 아사타회가 사제가 유게레드리고 여구 대사비도마 바라심 디노마라 아도네마 아시 아사타회가 따피네 남두크야이 남동묘네에 마시레 창사 어수네 마산 어수레가 대략한 비두리고 사제가 유게레로 대략한 비두리가 조소자바레 창사 어수레 마소인 미드 폴롱한 로가니레 예오제와 대략한 비두 23회마အတင်းအဓမ္မငွေကြေးကောက်ယူခဲ့ပြီးတော့မန်လီကျေးရွာမှာရှိတဲ့တစ်ဆက်လုပ်ငန်းလောက်ကိုင်နေတဲ့ဒေသခံကိုလည်းချင်းချောက်ပြီးငွေ2,600,000ကျပ်ကောက်ယူခဲ့ပါတယ်။တစ်ဆက်ထဲမှာပဲမန်ဆန်အုပ်စုမန်ဆန်ကျေးရွာကကျွဲနွားအယောင်းဝယ်ပြုလုပ်နေတဲ့ပြည်သူတွေစီကိုလည်းအတင်းအဓမ္မစက်ကြေးကောက်ယူခဲ့ပါသေးတယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဦးကျော်ကိုမေးမြန်းရမှာတော့แต่ว่าหนูก็แต่ว่าเนี่ยคนนั้นแต่ก็แต่ว่าเนี่ยหมู่บ่30,000 1,000,000อะไรก็ดูไปเที่ยวก็เย็นสมมุติยังทันกระเตียวอันใดยังเล็กทันกระเตียวหนึ่งกระเตียวเดี๋ยววิหับทันพันเปียเดี๋ยวใส่หับตะไคร้พันเปียจะเป็นยังสาวหับพันเปียเดี๋ยวเอาเป็นยังได้ก็ได้ก็แต่ถ้าไปเอาเที่ยวเด่นเอาเป็นยังหกปลาเชียวเดี๋ยวก็ใส่ห้าวเด่นกระตุกตามเนี่ยဒီချောင်းစာအုပ်စုတွေကဒေသခံပြည်သူတွေဟာမိသွေးဖုတ်လုပ်ငန်းလုပ်ကင်ပြီးတော့စားဝတ်နေရေးကိုခက်ခက်ခဲခဲနဲ့ဖြည့်ရှင်းနေရပါတယ်မိသွေးတခြင်းမှာအိတ်20နဲ့30ဝန်းကျင်ထွက်ပြီးတအိတ်လျင်3000ကျပ်ဖြည့်ရောင်းချရပါတယ်3000ကျပ်သာရရှိတဲ့မိသွေးအိတ်ကိုဒေသခံတွေကအာစီအဆက်တစ်ဖွဲ့ကို900ကျပ်နှုန်းနဲ့စက်ကြေးတွေပေးနေရတာပါဒီလိုခက်ခဲကြက်တဲနေတဲ့ပြည်သူတွေစီကိုအာစီအဆက်တစ်ဖွဲ့ကချိတ်ချောက်ပြီးတော့ငွေကြေးနဲ့စံတွေကောက်ယူနေတယ်လို့တခါတရံမှာဆိုရင်အသွာလာပိတ်ပင်တာမျိုးလည်းရှိနေခဲ့ပါတယ်ပြီးခဲ့တဲ့2019ခုနှစ်တုန်းကလည်းရေအိုးကျေးရွာကမိသွေးဖုတ်တောင်သူတွေကိုချင်းချောက်ပြီးတော့စက်ကြေးကောက်ခံခဲ့ပါတယ်မိသွေးတချင်းကို3000နဲ့4000ကြားမှာကောက်ယူခဲ့တယ်လို့လည်းသိရပါတယ်ဆက်လက်ပြီးစီဦးစီချုပ်ဗိုလ်မှူးချုပ်တာဟုတ်ပလောက်မှာဒေသခံပြည်သူတွေကိုတွားရောက်တွေ့ဆုံခဲ့တဲ့တဲ့ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်ရှင်တအောင်းပြည်နယ်ရွှေလီခရိုင်မန်တုံမြို့နယ်မန်ပွန်အုပ်စုအထက်ပန်ဆွေးကျေးရွာမှာ TNLA စီဦးစီချုပ်ဗိုလ်မှူးချုပ်တာဟုတ်ပလောက်ကိုယ်တိုင်ကိုကြတွားရောက်ပြီးပန်ဆွေးရွာမိဘပြည်သူများကိုဒီလနိုဝင်ဘာ9ရက်နေ့မှာတွေ့ဆုံခဲ့ပါတယ်မနက်9:00 နာရီကနေနေ့လယ်12:00 နာရီအထိပန်ဆွေးရွာဘုံကြီးကျောင်းမှာတွေ့ဆုံခဲ့ပြီးတွေ့ဆုံရွာမှာဗိုလ်မှူးချုပ်တာဟုတ်ပလောက်ကတအားနိုင်ငံရေးအခြေအနေကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။စီဦးစီချုပ်နဲ့အတူမန်တုံမြို့နယ်အုပ်ချုပ်ရေးဌာနကတာဝန်ရှိသူ10ဦးလည်းလိုက်ပါလာခဲ့ပြီးတွေ့ဆုံပွဲကိုတက်ရောက်လာခဲ့တယ်လို့ပန်ဆွေးရွာဆရာတော်တပါကိုရင်3ပါးနဲ့ရွာသူရွာသား230ကျော်တို့လည်းတက်ရောက်လာခဲ့ပါတယ်။အထက်ပန်ဆွေးကျေးရွာဟာအင်ချေ160အိမ်နဲ့လူဦးရေ636ဦးရှိတယ်လို့သိရပါတယ်။ဦးစင်ဦးတုမနာဦးဆောင်မှုနဲ့ပဟန်နဲ့ရွာကနေမိုင်းဝီလန်ထိလမ်းပြပြင်ပြီးစီခဲ့တဲ့တဲ့ရင်ကိုနောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တအောင်းပြည်နယ်ရွှေလီခရိုင်မိုင်းဝင်းမြို့နယ်လွန်တော်အုပ်စုပဟန်တဲ့ကျေးရွာမှာကျေးရွာဦးစင်ဦးတုမနာဦးဆောင်မှုနဲ့ပဟန်တဲ့ရွာကနေမိုင်းဝင်းဈေးသွားလမ်းမအထိလမ်းပြပြင်ပြီးစီခဲ့တယ်လို့သိရပါတယ်။လမ်းကိုနိုဝင်ဘာလ23ရက်ကနေ15ရက်နေ့အထိ3ရက်ကြာပြုပြင်ခဲ့ရပြီးတရက်ကိုဒေသခံ50ဦးနှုန်းနဲ့ကျေးရွာဖုန်ကြီးကျောင်းကနေမိုင်းဝီဈေးသွားတဲ့လမ်းမအထိဝမ်းဝုံပြုပြင်ခဲ့ကြပါတယ်။ဒီလမ်းကိုဒေသခံတွေကမိုင်းဝီဈေးသွားလိုက်ရမှာအတော့ပြုကြပြီးတော့လမ်းသားတွေကမိုးတွင်းကာလတစ်လျှောက်လုံးတောင်ကျရင်နဲ့မိုးရေတိုက်စားထားတာကြောင့်လမ်းအလဲကောင်မှာဂျိုင်းခွက်ရှည်အများအပြားဖြစ်သွားခဲ့ပါတယ်။လမ်းသားပျက်စီးမှုတွေကြောင့်မိုင်းဝီဈေးသွားလိုက်ရမှာခက်ခဲနေတဲ့အတွက်ဦးစင်ဦးတုမနာကရွာသူရွာသားတွေကိုဦးစီးဦးဆောင်ပြီးတော့လမ်းပြပြင်ခဲ့ပါတယ်။ထိုလမ်းရဲ့အကွာဝေးဟာအရှိဆိုရင်တမိုင်နဲ့နှစ်ဖာလုံးရှိပြီးအကျယ်က16ပေရှိတယ်လို့သိရှိရပြီးတော့လမ်းပြပြင်ပြီးတဲ့နောက်ပိုင်းမှာဒေသခံတွေကမိုင်းဝီဈေးကိုလွယ်ကူကူနဲ့ဈေးဝယ်သွားလာနိုင်ပြီလို့ဒေသခံတွေကပြောကြပါတယ်။အလားတူပဲရွှေလီခရိုင်နမ်ခမ်းမြို့နယ်မန်လုံအုပ်စုကောင်ခဲကျေးရွာနဲ့မဝေါ်ကျေးရွာကြားမှာဆက်သွယ်ထားတဲ့ရွာချင်းဆက်လမ်းကိုလည်းနမ်ခမ်းမြို့နယ်အုပ်ချုပ်ရေးဌာနအမှတ်3တိုက်နယ်နဲ့ရွာသူရွာသားတွေစုပေါင်းပြီးတော့ဒီလနိုဝင်ဘာ23ရက်နေ့မှာပြုပြင်ခဲ့ပါတယ်။
ပြပြင်ခဲ့တဲ့လမ်းရဲ့အကွာအဝေးကတော့အရှိသမိုင်းနဲ့အကျယ်15ပေရှိတယ်လို့သိရပါတယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့သတင်းကတော့ဒီလောက်ပါပဲကြည့်ရှုနားဆင်ပေးကြတဲ့မိဘပြည်သူများအားလုံးကိုစိတ်နှဖျားကျန်းမာရှိနေကြပါစေရှင်ကျမလူလာညူပါ